Man U ပရိသတ်တွေကိုကျွန်တော်တခုမေးကြည့်မယ် Red Devil ခေါ် TNE များဆိုတဲ့အမည်ပြောင်ကဘယ်ချိန်ကဖြစ်လာတာလဲဘယ်လိုဖြစ်လာတာလဲဘယ်ကနေဆင်းသက်လာလဲတဲ့ဆိုတာသိတယ်လားဟုတ်ပါတယ်ဒီနေ့ဗီဒီယိုမှာ Red Devil ဆိုတာဘယ်ကနေဆင်းသက်လာလဲဆိုတာကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဒီနာမည်ရဲ့နောက်ွယ်မှာအများစုမသိသေးတဲ့စိတ်ဝင်စားစရာတမိုင်းကြောင်းတစ်ခုရှိနေပါတယ်ခင်ဗျားတို့ဒီဓာတ်ပုံကိုကြည့်လိုက်1888ကနေပြီးတော့1998အထိ Manchester United ရဲ့အဆင့်ဆင့်ပြောင်းလဲလာတဲ့ logo design တွေဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ Red Devil က1983မှာစပြီးတော့ပါလာတာဖြစ်တယ်အစအနေချီပြီးပြောရမယ်ဆိုရင်1950ကျော်ကာလလုံးက Manchester United အသင်းကိုကစားသမားတွေရဲ့ငယ်ရွယ်ဖြက်လက်မှုကိုအစွဲပြုပြီးတော့ Bestie Barbie Bestie ရဲ့ကလေးငယ်များဆိုပြီးအားလုံးကခေါ်ခဲ့ကြတယ်ဒါပေမဲ့1958ခုနှစ်မှာဖြစ်ပွားခဲ့တယ်ပေါ့နော်ကျွန်တော် Wellness ရာဖြစ်ရဒီ Munich လေယာဉ်ပြတ်ကျမှုအပြီးမှာတော့အသင်းရဲ့အဓိကကစားသမားအများပြားကိုကျွန်တော်ဆုံးရှုံးခဲ့ရတယ်အဲ့ဒီအဖြစ်ဆိုးကြီးကနေအသက်ပေးလွတ်မြောက်လာခဲ့တဲ့ဒီမန်နေဂျာကြီး Sir Max Busby ဟာအတင်းကိုပြန်လည်တည်ဆောက်တဲ့အခါမှာစိတ်တပိုင်းဆိုင်ရာအပြောင်းလဲတစ်ခုလုပ်ချင်ခဲ့တယ်။ဒါပါပြီးကလေးငယ်များဆိုတဲ့နာမည်ကနားထောင်လို့ကောင်းပေမဲ့ဒဏ်ရာဒဏ်ချက်တွေရထားတဲ့အတင်းအတွက်ပြောင်းညံ့လွန်းနေတယ်လို့ခံစားရလို့ဒီပိုပြီးကြောက်စရာကောင်းတဲ့စိန်ခေါ်မှုရှိတဲ့နာမည်ပြောင်းအတစ်တစ်ခုကိုသူကလိုက်ရှာနေခဲ့တယ်။အဲ့ဒီအချိန်မှာမန်ချက်စတာမြို့အခြေစိုက် Salford လို့ခေါ်တဲ့ Rugby အတင်းတင်းရှိနေတယ်။အဲ့ဒီ Rugby အသင်းက1934ခုနှစ်တုန်းကပြည်သစ်နိုင်ငံကိုတွားရောက်ရှင်ပြိုင်ခဲ့ပြီးပွဲစဉ်တွေအားလုံးကိုတောင်ပြိုကမ်းပြိုနိုင်ပွဲတွေရအောင်ကစားနိုင်ခဲ့တယ်။သူတို့ရဲ့အနီအောင်ဝစ်စုံနဲ့ကြမ်းတမ်းခတ်ထန်တဲ့ကစားဟန်ကြောင့်ပြင်သစ်သတင်းစာတွေကသူတို့ကို Les Diables Rouges ဆိုပြီးတော့တင်စားခေါ်ခဲ့ကြတယ်။ဒီအင်္ဂလိပ်လိုပြန်လိုက်ရင်တော့ဒါ Red Devil လို့ခေါ်တယ်ပေါ့နော်။ဒီလိုစမ်းတစ်ပြီးတော့စိတ်သက်ကြွစရာကောင်းတဲ့နာမည်ကိုကြားလိုက်ရတဲ့ Sir Max Busby ကအသင်းရဲ့နာမည်ပြောင်းအဖြစ်တရားဝင်ယူသုံးဖို့ဆုံးဖြတ်လိုက်တယ်မန်နေဂျာကြီးရဲ့ရည်ရွယ်ချက်ကတော့ဒီရန်သူတွေကိုခြောက်ခြားစေရမယ့်အပြင်ကစားသမားတွေကိုလည်းနတ်ဆိုးတကောင်လိုဇွဲနှမ်းတဲ့ပကြီးနဲ့ဒီတိုက်ပွဲဝင်စေခြင်းလို့ဖြစ်တယ်။ဒါပေမဲ့နာမည်ပြောင်းအနေနဲ့ပဲပါသေးတယ်အတင်းရဲ့ logo မှာတော့မပါသေးဘူး။ဒါပေမဲ့1983ပြည့်ရောက်တဲ့ခါကျတော့မှအတင်းရဲ့ logo တစ်စိတ်ထဲမှာပါဒီခရင်ခွကင်ထားတဲ့နတ်ဆိုးရုပ်ကိုတရားဝင်ထည့်သွင်းဖော်ပြခဲ့တာဖြစ်တယ်။အဲ့လိုနဲ့ကျွန်တော်တို့ Red Devil ဆိုတာကဒီနေ့ခေတ်အထိ Manchester United ရဲ့အဓိကပြရုပ်တစ်ခုဖြစ်လာခဲ့ပါတော့တယ်ဒါကတော့ Manchester United ရဲ့ Red Devil ဆိုတဲ့နာမည်ဟာဒီဘောလုံးကွင်းတဲကမဟုတ်ဘဲနဲ့ Rugby Queen ကနေဆင်းသက်လာတဲ့သမိုင်းပဲဖြစ်ပါတယ်။